လေးပေါ့နော်ဆရာစုတွေအများကြီးရလို့မဟုတ်လိုက်ဝယ်ကြဆရာဒီထက်မကလည်းအများကြီးရပါစေနိုင်ငံတကာမှာအခုလိုစုရတဲ့အတွက်လည်းအရန်ကုန်ယူရတယ်ပေါ့နော်ဟုတ်အခုလိုလိုက်ကြတဲ့အတွက်လည်းဆရာကိုရမ်းလက်ချစ်တယ်အလားပါတွေကိုအမြဲတမ်းဖန်တီးတဲ့ရွှေလက်စုံနဲ့အတူတူနိုင်ငံတကာစုတွေကိုအမြဲတမ်းစုပူနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဆရာ congratulation ပါစိတ်တွေအများကြီးကိုပိုင်ဆိုင်ထားတဲ့တမျိုးဆရာအခုထက်မကတော့အောင်မြင်မှုတွေများစွာကိုလည်းစတတ်တော့ဒီထက်မကအောင်မြင်ပြီးတော့မှအများကြီးတိုးတက်ပါစေလို့ဆုတောင်းပေးပါတယ်ဆရာ